မှာဥဆုံး blank presentation ကို click နေပြီးယူလိုက်မယ်။လေက title တွေဘာတွေlayout တွေမလိုချင်တဲ့အတွက် home layout တွေက blank ကိုပဲယူလိုက်မယ်။ portrait downlight လေးလုပ်ချင်တာဖြစ်တဲ့အတွက် design တွေက size ပြီးရင် custom slide size အဲ့ဒီမှာ portrait ရေးပြီးတော့ okay နေလိုက်မယ်။ပြီးရင် ensure fit ကိုပဲယူလိုက်မယ်။ဒါဆိုရင်လိုချင်တဲ့ portrait slide ပုံစံလေးရပြီ။ background ကို format လုပ်ဖို့အတွက် slide ပေါ်မှာ right click format background dialog box ပေါ်လာရင် gradient ပြီးတဲ့က preset gradient တွေကဒါလေးယူလိုက်မယ်။ပြီးရင် path ကိုရွေးမယ်။ပြီးရင်ဒီ item တွေကိုဆွဲချပြီးတော့ remove လုပ်လိုက်မယ်။နှစ်ခုပဲထားရမယ်။ဒါကိုကျွန်တော်လိုသလိုရွှေ့ပြီးတော့လိုချင်တဲ့ပုံစံလေးရအောင်ချိန်လိုက်မယ်။ brightness တွေ lighting တွေလိုသလိုကိုချိန်မယ်။ transparency လည်းလိုသလိုချိန်လို့ရပါတယ်။ဒါတော့တော့ဒီလောက်ပဲထားလိုက်မယ်။ format background မလိုတော့ဘူးဆိုတော့ဒါကိုပေးလိုက်မယ်။ပုံတွေထည့်မယ်။ insert ထဲက picture this device ကိုပုံတွေရှိတဲ့နေရာကိုသွားပြီးတော့အရင်ဆုံး landscape ပုံလေးတွေ9ပုံထည့်လိုက်မယ်။ insert နဲ့လိုက်မယ်။ပြီးဒီပုံတွေအားလုံး select ဖြစ်နေတဲ့အချိန်မှာတခါတည်း size ချိန်လိုက်မယ်။ picture format ဆိုတဲ့ tab ရဲ့ညာဘက်ဆွန်ဆုံးမှာရှိတဲ့ 4.6 inches ရေးတိုင်းပြီးတော့ enter နှိပ်လိုက်ရင်အားလုံးတစ်ပြိုင်တည်းပြောင်းသွားမယ်။အဲဒါဆိုရင်ဒီပုံလေးတွေအားလုံးကိုတစ်စုတစ်စည်းတည်းရွှေ့လိုက်မယ်။ပြီးရင်ကျွန်တော်ကဘေးမှာ click နှိပ်မယ်။ပြီးဒီပုံကိုစယူပြီးတော့နေရာချပါမယ်။ပြီးနောက်တစ်ပုံမှာ guideline လေးတွေရှိပါတယ်။အဲ guideline လေးတွေကိုကြည့်ပြီးချရင်တညီတညာလေးရမှာဖြစ်ပါတယ်။နောက်တစ်ပုံနေရာချမယ်။နောက်တစ်ပုံနေရာချဖို့အတွက်ကျွန်တော် zoom out နဲ့လုပ်လိုက်မယ်။မညီတာတွေတွေ့ရင်လည်းပြန်ညှိပေးပါ။ control ကိုဖြည့်ပြီးတော့ဒီဘုတ်က arrow key နဲ့လည်းအသေးစိတ်ရွှေ့လို့ရပါတယ်။ပြီးပြီဆိုရင်တို့အားလုံးကို click and drag ဆွဲပြီးတော့ select လုပ်မယ်။ control G နှိပ်ပြီးတော့ group လုပ်လိုက်ပါမယ်။နောက်တစ်ခါအုပ်စုထည့်ဖို့အတွက် insert ထဲက picture တို့ပါပဲ။အတူနဲ့ပုံလေး9ပုံရွေးလိုက်မယ်။ပြီးရင်တို့ကိုလည်း picture format ထဲက height ထဲမှာ 4.6 inches လို့ရိုက်ထည့်ပြီးတော့ enter နှိပ်လိုက်မယ်။ဒါဆိုရင်တညီတညာတဲ့ size ပြောင်းလာမှာဖြစ်ပါတယ်။ဒီမှာချိန်တာလေးတွေအတွက်ဆိုရင်ဒီဘုတ်ကနေ control key ဖြည့်ပြီးတော့ arrow key လေးနဲ့ချိန်တာကပိုပြီးအသေးစိတ်ချိန်လို့ကောင်းပါတယ်။ဒီဆိုရင်တို့အားလုံးကို select လုပ်မယ် control G နှိပ်ပြီးတော့ group လုပ်လိုက်မယ်။ပြီးနောက်ထပ် portrait ပုံလေးတွေထည့်ချင်သေးတယ်။ပြီးတို့ကြတော့အားလုံး select ဖြစ်နေတဲ့အချိန်မှာကျွန်တော်ဒီမှာ 4.5 လို့ရိုက်ပြီးတော့ size ချိန်လိုက်မယ်။ပြီးရင်အားလေးတွေကိုခဏလေးပေါ်မှာထားရမယ်။ပြီးရင်နေရာချပါမယ်။တို့ကဘေးပေါင်ချင်းတဲ့အတွက်လှုပ်ရှားမှုလုပ်တဲ့အခါမှာတို့ကအရင်ပြီးသွားမယ်။ဒါတော့မဖြစ်အောင်ကျွန်တော်ကတို့ကိုအားလုံးကို select မှတ်မယ်။ control C control V ဆိုပြီးတော့နောက်တစ်ချိန် copy ကူးလိုက်ပြီးတော့နောက်တစ်ချိန်နောက်တစ်ကြော့ထည့်လိုက်မယ်။ဒီတစ်ကြောင်းလုံးကိုကျွန်တော်ခုလို click and drag ဆွဲပြီးတော့ select မှတ်မယ်။ပြီးရင် control G နဲ့ပြီးတော့ group လုပ်လိုက်မယ်။အားလုံးကိုညာဘက်ကနေပဲ move လုပ်ချင်ရင်လည်းရတယ်လို့တစ်ခုစီခွဲပြီးလုပ်ရင်လည်းရပါတယ်။ကျွန်တော်ကတော့ဒီအလဲအုပ်စုကိုဘယ်ဘက်ကနေညာဘက်အပေါ်နဲ့အောက်အုပ်စုကိုညာဘက်ကနေဘယ်ဘက်ဆိုပြီးကျွန်တော်စဉ်းစားထားပါတယ်။အခုတေချာ zoom ဆွဲကြည့်တဲ့ခါကျရင်တချို့မတက်ရတာလေးတွေနည်းနည်း zoom ဆွဲကြည့်ပြီးတော့စစ်ပေးပါ။အဲ့ဒါတွေတွေ့လို့ပြင်လိုက်ရင်ပိုပြီးတက်ရသွားမှာပါ။ဟုတ်ဒီ layer group လေးကိုကျွန်တော်သူ့ပေါ်မှာ right click နှိပ်ပြီးတော့ send to back ဆိုပြီးတော့ကျွန်တော်နောက်ဆုံးကိုပို့လိုက်မယ်။ဒါဆိုရင်ရှေ့ရဟာတွေနဲ့တက်တက်ရဖုံးနေပြီးတော့ပို့ပြီးတော့ညင်ညာလာမှာဖြစ်ပါတယ်။ဟုတ်ဒါလေးတွေအားလုံးကို 3D ပုံစံလေးလုပ်မယ်။ပုံစုလုံးကို click and drag select မှတ်လိုက်။ပြီးရင် picture format ထဲမှာ picture style လေးကိုဖွင့်ချပြီးတော့ဒီထဲက
ကျွန်တော်ကဒါလေးရွေးလိုက်မယ်ပြီးရင်ဒီနေလိုက်မယ် format ချလို့တော့ပြီးပြီ animation လေးလုပ်ရအောင်အဲ့တော့ညာကနေဘယ်ကိုရွှေ့မယ် group တစ်ခုကို click and drag ဆွဲပြီးတော့ select မှလိုက်မယ်ပြီးရင် animation တွေက add animation တွေကအောက်ဆုံးက more motion parts ကို click နေလိုက်မယ်အဲ့ဒီကမှညာကနေဘယ်ကိုရွှေ့ချင်တာဖြစ်တဲ့အတွက်ဒီ list ကနေ left ကိုရွှေ့လိုက်မယ်ပြီးရင် okay နှိပ်လိုက်မယ်သတ်မှတ်လိုက်တဲ့အခါမှာပုံရဲ့အပေါ်မှာဒီအဆက်ကလေးနှစ်ဆက်ပုံစံနဲ့ direction line လေးကိုတွေ့ရမှာဖြစ်ပြီးတော့ပုံမှန်အဖြစ်သူက slide တစ်ခုစာလောက်ပဲရှိပေးမှာပါကျွန်တော်တို့ကပို့လို့ခြင်းတဲ့အတွက်ရင်းဖြောင်းလေးဖြောင်းတန်းနေဖို့အတွက်ဆိုရင် keyboard ကနေ shift ကိုဖိထားပါဘယ်ဘက်ကအဆက်ကိုသွားချိန်ညားလေးဒီပုံစံလေးပေါ်လာပြီဆိုရင် keyboard ကအရင် shift ကိုဖိထားရပါမယ်ပြီးတော့ click and drag ဖိပြီးတော့ဆွဲပါဒါဆိုရင်သူ့ရဲ့ရွေ့လာမယ့်ပမာဏကိုလည်းတွေ့နေရမှာဖြစ်ပါတယ်ကိုလိုချင်တဲ့လောက် slide ရဲ့အဆုံးကိုကြော်မသွားအောင်ပေါ့ slide ရဲ့အဆုံးကိုကြော်မသွားအောင်ကျွန်တော်ချိန်လိုက်မယ်လိုချင်တဲ့လောက်ပမာဏလောက်ရောက်ပြီဆိုရင် mouse က click ဖိထားတာကိုလွှတ်လိုက်ပါပြီးတော့မှ keyboard က shift ကိုလွှတ်ပါအခုလည်းအဲ့တိုင်းပဲ keyboard ကနေ shift ကိုဖိထားမယ်ညာပုံစံလေးပေါ်လာရင် click and drag ဖြည့်ပြီးတော့ဆွဲပါဘယ်ဘက်ကိုလိုချင်တဲ့လောက်အကွာဝေးကိုရောက်ပြီဆိုရင်နောက်ဆုံးအဆုံးနေရာလေးကိုကြည့်ကြည့်ပါ slide ကိုမကြော်တော့အောင်ထားပြီးတော့ mouse ကိုရင်လွှတ်ပါပြီးတော့မှ keyboard က shift ကိုလွှတ်ပါအလင်းအားလေးကိုတော့ဘယ်ကနေညာကိုရွှေ့မှာဖြစ်တဲ့အတွက် add animation တွေက more motion part ပြီးရင်ကျွန်တော်က right ကိုရွေးပါမယ်ပြီးရင် okay နှိပ်လိုက်မယ်ဒါဆိုရင်ခုနကလိုပဲအဆက်ကလေးနှစ်ဆက်ပါတဲ့မြင်းကြောင်လေးဒီနားလေးမှာတွေ့ရမယ်အဲ့ဒါလေးကိုမြင်းပြောင်အတိုင်းဖြစ်အောင်ညာဘက်ကိုဆွဲမယ်မြင်းပြောင်လို့ရင် shift ကိုဖိတာညာဘက်ကပိုင်တာအဆက်ကျူလေးကိုတွားချိန်ညာပုံစံပေါ်လာရင် click and drag ဖိထားပြီးတော့လောက်ပြီးလောက်ဒီကိုရောက်ချင်တယ်ရောက်ချင်တဲ့လောက်အဆုံးကိုမြင်နေရပါတယ်အဲ့ဒီပမာဏလေးကိုချိန်ပြီးတော့ဆွဲပါလိုချင်တဲ့လောက်အကွာဝေးကိုရောက်ပြီဆိုရင် mouse ကိုလွှတ် keyboard က shift ကိုလွှတ်လိုက်ပါဒါဆိုရင်လိုချင်တဲ့လောက်ပမာဏရပြီအဲ့ဒါကိုကျွန်တော်တို့ကအနှင်းမြန်လေးနည်းနည်းချိန်မယ်အနှင်းမြန်လေးချိန်ဖို့အတွက်ဒီပုံလေးရအခုကိုselect မှတ်လိုက်ပါ animation tab ထဲမှာ animation pane ကိုမြင်ရမယ်သူ့ကို click နှိပ်လိုက်ပါဒါဆိုရင်ဒီမှာကျွန်တော်တို့လုပ်ထားတဲ့ animation 3ခုလုံးကိုပြင်နေရမယ်အရင်ဆုံးလောက်ကမှာကကျွန်တော်တို့က3ခုလုံးကိုတပြိုင်တည်းလှုပ်ရှားစေချင်တာဖြစ်တဲ့အတွက်ဒုတိယ animation ကစပြီးတော့ညားလေးကိုဖွင့်ကြပါပြီးရင် start with previous ရှင်းနေဖို့လိုပါတယ်เนาะရပါပြီအောက်ကဟာကိုစစ်ကြည့်ပါမယ်ဖွင့်ကြမယ် start with previous မှာဖြစ်ပဲလေ start on click ဖြစ်နေပါတယ် start with previous ဒါဆိုရင်ဒီက3ခုလုံးတပြိုင်တည်းလှုပ်ရှားမှာဖြစ်ပါတယ်အခုချင်းစီရဲ့အနည်းအမြန်ဂျာမြင့်ချိန်ကိုချိန်တယ်အခုအပေါ်ဆုံးအတန်းကို select လုပ်လိုက်တဲ့အချိန်မှာ animation pane ထဲမှာသူနဲ့ဆိုင်တဲ့ animation ကို select လုပ်ပေးပါတယ်အဲ့ဒါကိုဖွင့်ကြမယ် timing ချိန်ဖို့အတွက် timing ကို click လုပ်မယ်ဒီမှာသူကပုံမှန်ဟာပဲပြပါတယ်ကျွန်တော်တို့ကစက္ကန့်တွေအများကြီးဖြည်းဖြည်းချင်းသွားချင်တာဖြစ်တဲ့အတွက်ဒီမှာအချိန်ကြာကြာလုပ်ထားဖို့လိုပါတယ်အဲ့တော့ကျွန်တော်ကဒီမှာသူတို့ကို35 second ဖြစ်ပါတယ်ကြိုက်ပြီးရင် okay နှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်စောင့်နေခြင်းတဲ့အတွက်ဒီမှာပဲ click နှိပ်လိုက်မယ်ဒီအောက်ကဟာလေးကိုလည်း select မှတ်ပြီးတော့သူနဲ့ဆိုင်တဲ့ animation option ကိုဖွင့်ချမယ် timing ထဲမှာဒီနေရာကို select မှတ်ပြီးတော့35ပြီးရင် okay နှိပ်လိုက်မယ်ပြီးရင်အလယ်ကအုပ်စုလေးကို click မှတ်မယ်သူနဲ့ဆိုင်တဲ့ animation မှာဖွင့်ချ timing ကိုဒီနေရာမှာအားလုံးကို select မှတ်ပြီးတော့40လို့ရိုက်လိုက်မယ်သူ့ကိုကျွန်တော်နည်းနည်းပို့ပြီးတော့နှီးတဲ့ပုံစံနဲ့သွားစေချင်ရင်အချိန်များများပို့ထည့်ရမှာဖြစ်ပါတယ်အချိန်မြန်ခြင်းရင်တော့တန်ဖိုးနည်းနည်းပဲထည့်ရပါမယ်ပြီးရင် okay နှိပ်လိုက်နောက်ဆုံးတစ်ခုရှိပါသေးတယ်ဒါလေးတွေကပြီးသွားရင်နောက်တစ်ခေါက် repeat ပြန်လုပ်ချင်လားပြန်လုပ်ချင်တယ်ဆိုရင်အကုန်လုံးကိုပြန်လုပ်မှဖြစ်မယ်အဲ့တော့ဒီနေရာမှာအကုန်လုံးကို click and drag ပြီးလို့သူတို့ကို select မှတ်လိုက်ရင်လေဒီဘက်က animation pane ထဲမှာသူတို့နဲ့ဆိုင်တဲ့ option တွေကို select မှတ်ပေးတာဖြစ်ပါတယ်ဒါဆိုရင်တပြိုင်တည်းသူတို့ကိုတူညီတဲ့နေရာတွေမှာတ
မှတ်လို့ရပါတယ်အခုကျွန်တော်ကသုံးခုလုံးကို select ဖြစ်နေတဲ့အချိန်မှာဒီ combo လေးကိုဖွင့်ချလိုက်မယ်ပြီးရင် diamond နဲ့သွားမယ်ပြီးရင်ဒီအောက်မှာ repeat နေရာမှာ none ဖြစ်နေပါတယ်အဲ့တော့ဒီနေရာမှာကိုလိုချင်တဲ့လောက်အကျင့်ရည်အတွက်ကိုရိုက်ထည့်ရင်လည်းရတယ်လို့ဒီထဲမှာရှိတဲ့တန်ဖိုးတွေနဲ့2ချိန်3ချိန်4ချိန်5ချိန်တိုက်တာရွေးလို့ရပါတယ်ကျွန်တော်ကလောလောဆယ်2ချိန်လောက်ရွေးလိုက်မယ်ဒါဆိုရင်ပြီးသွားရင်နောက်တစ်ခေါက်ပြန်လုံးမှာဖြစ်ပါတယ်3ချိန်လောက်ရွေးလိုက်ရင်ပြီးသွားလဲနောက်တစ်စုစုပေါင်း3ခေါက်လုံးမှာဖြစ်ပါတယ်အခု okay လို့နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ slide show လေးစမ်းကြည့်ရအောင်ဒီဘုတ်ကနေ F5 ဒါမှမဟုတ်ရင် FN F5 ကိုနှိပ်ပေးရပါမယ်ဒါဆိုရင်သူကလှုပ်ရှားမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က slide မှာ on click ဖြစ်နေတော့ပါ။အဲ့တော့အဲ့ဒါလေးကိုတွားပြင်ရအောင်ဒီဘုတ်ကနေ escape လုပ်လိုက်။ slide show ကို automatic စကျင်တယ်ဆိုရင်ကိုယ့်ရဲ့ slide ဒီမှာ slide 10ခုရှိရင် slide 10ခုလုံးကို automatic စရင်10ခုလုံးမှာသတ်မှတ်ဖို့လိုပါတယ်။အဲ့တော့အခုဒီမှာတော့တစ်ခုပဲရှိတဲ့အတွက်တစ်ခုလေးကိုပဲ clear မှတ်ပြီးတော့ ribbon mode က transition ပြီးရင်ညာဘက်အစွန်ဆုံးမှာ on mouse click လို့ဖြစ်နေပါတယ်အဲ့ဒါကိုကျွန်တော်တို့က check ဖြစ်ပြီးတော့ after ဒီနေရာမှာဘယ်လောက်ကြာမှဆိုပြီးတော့ second minute နာရီကိုသတ်မှတ်လို့ရတယ်လို့အခုသတ်မှတ်ထားတဲ့ after 0000 second တိုင်းထားလိုက်ရင်တော့သူကချက်ချင်းအလိုလျောက်စမှာဖြစ်ပါတယ် slide show လို့ကြည့်လိုက်မယ်ဒီကနေပဲလုပ်မယ် slide show from beginning ဆိုပြီးတော့ slide show လို့ကြည့်လိုက်မယ် keyboard ကနှိပ်ချင်ရင် F5 key ဒါမှမဟုတ်ရင် FN ကိုဖြည့်ထားပြီးတော့ F5 key ကိုနှိပ်လို့ရပါတယ်ဒီမှာသူဘာမှမလုပ်ဘဲနဲ့အလိုလျောက်စာပြပြီးတော့ရွေးနေမှာဖြစ်ပါတယ်ကျွန်တော်တို့သတ်မှတ်ထားတာ repeat 2ကြိမ်ဖြစ်တဲ့အတွက်ဆုံးသွားရင်တော့နောက်တစ်ကြိမ် repeat လုပ်ပေးမှာဖြစ်ပါတယ်မရှိတဲ့အတွက်အကျိုးဆောင်တရားရှိခဲ့တယ်ဆိုရင် channel လေးကို like and subscribe လေးလုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်လိုအပ်တာတွေရှိရင်လည်း comment မှာရေးထားပေးခဲ့နိုင်ပါတယ် YouTube short ဒါမှမဟုတ်ရင် TikTok ဒါမှမဟုတ်ရင်အခြား social media Facebook Instagram တွေမှာဗီဒီယိုဖြစ်တင်လို့ရအောင်တခါလေထုတ်ပါမယ်။သူက file save as this PC ကိုကျွန်တော်ရွေးလိုက်မယ်။ this PC document PowerPoint ထဲမှာကျွန်တော်တင်မယ်။ပြီးရင်ဒီအောက်က save as type မှာ MPEG-4 video star.mp4 ဆိုတဲ့ဟာလေးကိုရွေးလိုက်ပြီးတော့ကိုကြိုက်တဲ့နာမည်ပေးပါ။ပြီးရင် save button ကိုနှိပ်လိုက်တာနဲ့ဒီနေရာမှာသူက creating video capcube.mp4 ဆိုပြီးတော့စာလုပ်နေပြီဖြစ်ပါတယ်။ဒါလေးကကိုယ့်ရဲ့ကွန်ပျူတာရဲ့စွမ်းဆောင်ရည်ပေါ်မှာမူတည်ပြီးတော့ကြာမြင့်ချိန်ကွာခြားချက်ရှိနိုင်ပါတယ်။ဒါလေးပြီးအောင်စောင့်နေဖို့တော့လိုအပ်ပါတယ်။တကယ်လို့မစောင့်ချင်ဘူးဒါအောင်လည်းဆက်လုပ်ချင်တော့ဆိုရင် cancel လုပ်ချင်ရင်ဘေးကချက်ချက်ကလေးကိုနှိပ်ပြီးတော့ cancel လုပ်လိုက်လို့ရပါဗီဒီယိုနဲ့ save လုပ်တာပြီးသွားပြီ။အဲ့တော့သွားကြည့်ရအောင် document နဲ့က PowerPoint ထဲမှာcapcube.mp4 ဖွင့်ကြည့်လိုက်မယ်